င်္ဂလာပါမေပဲအခုရန်ကုန်အေးရလေးဟိုတယ်ဝင်းတဲ့ကရန်ကုန် Convention Center YCC မှာကျင်းပပြုလုပ်နေတဲ့ Thai Expo Car Show 2025ပွဲကြီးကိုရောက်ရှိနေရပဲဖြစ်ပါတယ်ဒီပွဲမှာဆိုလို့ရှိရင်ကား brand ပေါင်းမျိုးစုံကိုတနေရာထဲမှာစုံလင်စွာပြတ်တက်ရောင်းချပေးသွားမယ်လို့လည်းသိရပါတယ်ကဲဒီပွဲထဲမှာဘလို့ကား brand မျိုးစုံရှိလဲဆိုတော့မေပဲနဲ့တူတူလိုက်ကြည့်ရအောင်ကဲအခုမပဲလို့မြင်နေရတဲ့ဒီကားလေးကတော့ Nata 8သူကတော့ range ကတော့9 km နဲ့ battery capacity ကတော့68 kW ပေါ့နော်ရှိရဲဈေးနှုန်းကတော့မြင်တဲ့အတိုင်းမှာပဲ1000ကျော်လေးပေါ့နော်အတွင်းထဲမှာဆိုရင်ကြည့်လိုက်လို့ရှိရင်ဗာလဲသားဆိုလို့ရှိရင်လည်းအယောင်လေးကချင်းနေရပေါ့နော်မိုက်တယ်ပေါ့ပေါ့ပါမျိုးရင်းနဲ့ဆိုလို့ရှိရင်လည်းစီလို့ရှိရင်အဆင်ပြေတယ်ဒီဇိုင်းပိုင်းကလည်းမဆိုးမိုက်တယ်ကဲလို့နောက်3ပတ်ကြည့်အောင်နော်ကဲဒီကားလေးကတော့ Nero ပေါ့နော် range ကတော့180 km ရှိတယ် battery capacity ကတော့24 kW ပေါ့နော်သူကအထဲမှာဆိုလို့ရှိရင်လည်းနေရာကြီးအကျယ်ကြီးပဲကွာအခုကသူကထူးဆန်းတာကဂီယာပုံမှန်ဂီယာလို့မဟုတ်ဝိုင်းလေးလို့လို့ရှိရင်ပို့ကြည့်လို့ရှိရင်နောက်ဖက်မှာကြီးအကျယ်ကြီးပဲလုံးဝအကျယ်ကြီးပဲပစ္စည်းတွေတင်ဖို့အတွက်လုံးဝမိုက်ကဲမမေတို့အခုမြင်နေရတဲ့ဒီကားလေးကတော့အားလုံးသိပြီးကြတဲ့ Toyota နဲ့ထုတ်ထားတဲ့ VZ4H ကားလေးပဲဖြစ်ပါတယ်သူကတော့ battery capacity ကတော့69.5 kWh ရှိတယ်range ကတော့6.5 km ပေါ့နော်လို့ရှိရင်သူကဒီ3ရက်အတွင်းမှာဝယ်တဲ့သူတွေကို1950 plat ဝင်ငွေခွန်ပေါ့နော်အဲ့ဒါကိုချော့ပေးထားပါတယ်ကဲအတွင်းပိုင်းဒီဇိုင်းလေးကတော့ထဲအပြင်ကအရာကာလာတော့အဖြူပေါ့နော်အဖြူကိုသူကအတွင်းပိုင်းမှာအကုန်လုံးလေသာတွေကိုထဲအောင်လေးလုပ်ပေးထားတယ်ဒီ steering ဆိုလို့ရှိရင်လည်းအကြီးမဟုတ်နေဘူးတိတ်လေးနဲ့ကြစ်လေးမောင်းလို့သင်ပြည့်ပြီးလို့ရှိရင်ဒီ display ပေါ်မှာလည်းဘာမှရှိုးရှိချက်တွေရှိမနေဘူးဒါ power clock ကတော့ဒီဘေးမှာပါတယ်သူ့ရဲ့ infotainment screen ကအောက်က aircon control လို့ clock လေး touch clock နဲ့သူကဆက်ပေးထားတယ်ဒီကတော့လေဝိုင်းလဲရတဲ့ဟာလေးပေါ့ပြီးတော့ panoramic roof ပါသေးတယ်နောက်ခါမှဆိုလည်းကျဲတယ်ပေါ့နော်အနေအများဆုံးဆိုရင်3-4ယောက်လောက်ထိထိုင်လို့ရတယ်တောင်းထိုင်လို့ကဲဒါလေးကတော့ပေါင်ကျွန်းက EV ပေါ့နော်သူက range ကတော့460 km ရှိတယ်ပြီးတော့ battery capacity ကတော့55 kWh ပါနော် motor power ဆိုလို့ရှိရင်လည်း100 battery type ကတော့ lithium ion phosphate ကိုသူကသုံးပေးထားရပေါ့နော်ကဲအခုမေတို့မြင်နေရတဲ့ကားလေးကတော့ Zika ပဲဖြစ်ပါတယ်။ Zika တိုင်းဆိုလို့ရှိရင်မိုက်တယ်။ဒါဆိုရင်သူက Zika 8ဆိုတဲ့အတိုင်းပဲဒီမှာ X လေးထည့်ပေးထားတယ်။သူကဒီမှန်လေးဆိုလို့ရှိရင်လည်း frameless ပေါ့နော်။လုပ်ပေးထားတယ်အဲ့ဒါမိုက်တယ်။ Switch steering ပုံစံလေးကကြတော့သူက4000ချိုးလေးပေါ့နော်။ Driver display ဆိုလို့ရှိရင်လည်းတတိလေး။ကားတစ်စီးလုံးကို control လုပ်လို့ရတဲ့ခလုတ်တွေကတော့ဒီ infotainment section ထဲမှာပေါ့နော်။အကုန်လုံးလို့ရတယ်ပေါ့နော်။ပြီးတော့ဒီမှာ tire pressure ကိုလည်းကြည့်လို့ရတယ်။ဆိုလို့ရှိရင်အပေါ်မှာကျတော့မှန်နဲ့ကာပေးထားတယ်။မေတို့အခုရောက်နေရကတော့ဂီလီရဲ့ geometry အီးလေးပါဒီဘက်ကတော့အဖြူဒီဘက်ကတော့စိမ့်လို့ရောင်လေးပေါ့နော် range ကတော့400 km ရှိတယ်ပေါ်မှာဆိုရင်ဆန်ဝူလိုလေးပါသေးတယ်ဆန်ဝူရဲ့ကြားလေးကတော့အလိုလိုပိတ်ပေါ့ကဲအခုမေမေကတော့ home key ကိုရောက်နေပါတယ် home key ကတော့တင်ပြီးသားပိုင်းမကြသေးခင်မှာ launch လုပ်ရတယ် H29 နဲ့ H7 ပေါ့နော်ကဲ H29 ဆိုလို့ရှိရင်လည်းပြောပြမလို့ဘူးဒီလိုဆိုလို့ရှိရင်လည်းထင်းနေရပဲပြီးရင်သူကနောက်တစ်ခုက cashback ဆိုလို့ရှိရင်လည်း300လက်ပေါ့နော်300လက်ပြန်ပေးဦးမယ်လို့ကြားရပါတော့။မိုက်တယ်ဒီမှာဆိုရင် powerless charger ပါတယ်။အောက်မှာ cash holder နှစ်ခုပါတယ်။မလို့ရှိရင်ပိတ်ထားလို့ရတယ်။ပြီးလို့ရှိရင်အမှ USB driver ပါမယ်။ Type C 12 socket တစ်ခုပါမယ်။ဒါတော့ gear ပေါ့နော်။ Aircon controller ဒီဘက်မှာခလုတ်လေးနဲ့လို့ရှိရင်ကျန်တဲ့ဟာ handbrake ပါမယ်။လို့ရှိရင်ဒါ infotainment screen ကတော့ဒီကားကြီးရဲ့အတွက်တော့သူနည်းလေးကြီးအောင်လုပ်ပေးထားပါတော့။ဒီထိုင်ကုန်တိုင်းမှာအပူဝေးထုတ်လို့ရတယ်ဆိုတော့ပါမယ်။ဘိုင်းမိုးကကြတော့၄မျိုးပေါ့eco comfort sport snow ဆိုပြီးတော့၄မျိုးရှိရယ်ဒါခရီးသွားတဲ့ပုံစံနဲ့ luxury bike ရမယ့်ပုံစံမျိုးထုတ်ထားတဲ့ကားဆိုတော့ဘယ်လိုအနောက်ဘက်ကတော့ပို့ပြီးတော့စူးစမ်းပို့ဖြစ်လိုက်မယ်တဲ့နောက်ဘက်တော့ပြရအောင်ဒီနောက်ဘက်မှာထိုင်တဲ့လူတွေတော့ကလုံးဝ luxury ပဲ7 seat ထိုင်လို့ရတယ်ဆိုပေမဲ့ထိုင်ကုန်တစ်ခုကဆိုလို့ရှိရင်အကျယ်ကြီးပဲအနောက်ဘက်မှာဆိုလို့ရှိရင်3ယောက်9ယောက်6 9ယောက်ပေါ့နော် driver ပါလို့ရှိရင်9ယောက်ထိုင်လို့ရတယ်ဒါပေမဲ့နောက်ဘက်မှာဆိုလို့ရှိရင်4ယောက်လောက်ထိုင်လို့ရတယ်ထုံ drag ကို control လုပ်ရတဲ့ဟာကဒီမှာ test လေးထည့်ပေးထားတယ်ထိုင်ကုန်စတင်ချိန်လို့ရတယ်ဒီဟာအတွက်ကိုချိန်နေတယ်ဆိုလို့ရှိရင်လည်းချိန်လို့ရတယ်ဒါကတော့ပို့ပြီးတော့ luxury ပို့ဆန်လာပေါ့နော်ကဲဒါလေးကတော့ H7 ပေါ့နော် engine power ကတော့3 liter super chat ပေါ့နော်ကဲကားကြီးကတော့တော်တော်လေးကိုစိုက်ကြည့်ရယ် home key လို့ပြောလိုက်တာနဲ့ကားစိုက်ကလုံးဝစိုက်ကြည့်ရယ်နောက်တစ်ခုကသူကဒီကားကိုဒီမှာဆိုလို့ရှိရင် cashback 400ပေးသွားမယ်လို့လည်းရေးထားရပါတော့။ပြင်321 horsepower maximum torque ကတော့445 Nm torque ထိထုတ်ပေးနိုင်တယ်ပေါ့နော်။သူက USB ပါကိုသူကအဖွင့်ပိတ်လေးနဲ့လုပ်ပေးထားတယ်။အဖုံးပေါ့နော်အဖုံးလေးနဲ့အဲ့လိုပါလုပ်ပေးထားတယ်။ panoramic roof ပေါ့နော်ဟိုးနောက်ထိပါတယ်သူက
ကိုနောက်ထိပါတယ်သူအမင်းနဲ့ထူလေးနဲ့သူဆက်ပေးထားတယ်အလယ်မှာ Emirates လောက်ထားတဲ့ပုံစံလည်းမိုက်တယ်ပြီးလို့ရှိရင်သူAir Control လုပ်လို့ရတဲ့ခလုတ်တွေပါထည့်ပေးထားတယ်ကဲနောက်ဖုန်းသွားကြည့်မယ်ခင်းသွားရင်အထုပ်နဲ့ထုတ်ထည့်လို့ရတယ်လို့နောက်ခန်းဆိုလို့ရှိရင်လည်းကျယ်ကြီးတယ်ကျယ်တဲ့တော့ထည့်လို့ရတယ်ပြီးလို့ရှိရင်ငါပါသေးတယ်အချိန်ပိုင်းလည်းကျယ်သလိုဒီအနောက်ဖက်ဆိုလို့ရှိရင်တော်တော်လေးကျယ်တယ်ပေါ့နော်ကဲဒါလေးကတော့ Ion 1ရန်ကားဖြစ်ပါတယ်ဒီrange ကကြတော့430ရှိတယ်ပြီးလို့ရှိရင် motor power ကတော့100 kW နဲ့ battery capacity ကတော့52 kW ပါဟာပါပေါ့နော်ကဲဒီကားလေးကတော့ Ion 1 Plus လေးပါသူကကြတော့အယောင်လေးကကြတော့ဖြူလေးပေါ့နော်ဒီပိုင်းဒီဇိုင်းကြတော့အများကြီးပြောပြမလို့ရှင်းရှင်းလေးနဲ့သူကလုပ်ပေးထားတယ်ကိုင်ဆိုလို့ရှိရင်လည်းဆန်တယ်ရိုင်းကိုင်လို့လည်းမရအောင်လောက်ဖွင့်တော့မှလက်ကိုင်းလေးထွက်လာအဲကြတော့မှဖွင့်လို့ရတယ်ရိုင်းလည်းဖွင့်လို့မရဘူး range ကရော90 km ရှိတယ် battery ကတော့ lithium iron phosphate ကိုသုံးပေးထားပြီးတော့battery capacity ဆိုလို့ရှိရင်63 kW ပေါ့နော်ပြီးတော့နောက်တစ်ခုက motor capacity ကလည်း150 kW ပေါ့နော်ကဲမျိုးတို့ဒီ drive mode ဆိုလို့ရှိရင်၄မျိုးရတယ် eco normal sport IPD ဆိုတဲ့ဟာမျိုးပေါ့နော်ဝိုင်ရန်ကားလေးကကြတော့တိတ်တော့မကွာပေမဲ့ဒါပေမဲ့ဒီဟာမှာသူကဒီဟာလေးတွေပါလာတယ်မျိုးတို့ပြောချင်တယ် ambient light လိုမျိုးပေးအတွင်းရဲ့ link လေးပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီဘက်ကဒီတကားပေးမှလည်းပါတယ်ဒီ dashboard မှာလည်းပါလို့တကားဟိုဘက်တကားပေးမှလည်းပါ passenger တကားပေးမှလည်းပါပေါ့နော် steering နောက်မှာဒီဟာပေါ့နော်ဒါတော့မပြောင်းဘူးပြီးလို့ရှိရင်ဒီဘက်က wiper ရသုံးတဲ့ဟာပြီးလို့ရှိရင်ဒါ driver display ပေါ့ driver display ကလည်းရှင်းရှင်းလင်းလင်းပဲရှင်းတွေအဲ့လိုမျိုးထည့်ထားမရှိဘူးပေါ့နော်သူကနောက်ဖုံးဖွင့်ပိတ်ကိုလည်းဒီကနေလုပ်လို့ရတယ် touch screen ထဲမှာပဲမမေတို့အကုန်လုံးကိုလုပ်လို့ရတယ်ဆက်နိုးတာကလည်းထွေထူးနိုးစရာမလိုဘူးဒီ brake လေးကိုနင်းလိုက်တာနဲ့စက်ကနိုးလို့သွားပြီပေါ့နော်စပိတ်တာကလည်းထွေထူးပိတ်တာမလိုဘူးဒီကားရဲပြီးလို့ရှိရင်ပြီးထိုးပြီးလို့ရှိရင်ပြင်ထွက်ပြီးတော့လော့ချလိုက်တာနဲ့တော့ပိတ်မှာ3D နဲ့ကြတော့ဒီမှာပက်လေးကိုကြည့်လို့ရတယ်sun shade ဖွင့်ထားတယ်အခုဝင်မယ်ဘာဖွင့်လိုက်အလေးကဒါကကြတော့ panoramic roof ဖွင့်လိုက်တာပေါ့နော်အပေါ်ခလုံးနဲ့မလုပ်ချင်ဘူးဒီမှာလုပ်ချင်တယ်ဆိုလို့ရှိရင်ဒီမှာလုပ်လို့ရပါတော့ကဲ Hero Zero တော်တော်လေးကိုကျဲတယ်ပေါ့နော်ဘယ်အရှိကကားသေးတာတော့အထဲမှာကျင်းလိုက်မယ်ထင်တာမကျင်းဘူးတော်တော်လေးကျဲတယ် luggage အကြီးနှလုံးလောက်ဆန်အကြီးနှလုံးဆန်နဲ့သေးလဲဆန်အမခုံခောက်ပြီးတော့ထည့်မယ်ဆိုလို့ရှိရင်ပစ္စည်းအများကြီးဆန်တယ်လူနှစ်ယောက်လောက်နဲ့ခီးသွားပြီးတော့ပစ္စည်းထည့်မယ်ဆိုလို့ရှိရင်ဆန်ကဲလည်းတို့ဒီကားလေးကတော့ Kia Carnival ပေါ့နော်တကားကြတော့ဒီလိုအရှိနောက်ပေါ့နော်7 seat အပြင်ဟိုမှာပေါ့နော်ဟိုခုံထက်ခောက်ထားခုံရင်းထက်ခောက်လို့ရတယ်ပစ္စည်းလည်းထက်တင်လို့ရတယ်တော်တော်များကျဲတယ်ပေါ့နော်သူ့ရဲ့ engine power က2.2 လီတာရှိတယ် horsepower ကတော့190 horsepower maximum torque က440 Nm torque ရှိပါတော့ MG iron motor Jetto Avata Chimpan 14 Cherry Leaf motor တခြား brand တွေလည်းတော်တော်များများဒီပွဲမှာရောင်းချနေရအောင်လည်းတွေ့ရပါတယ် Thai Expo Car Show 2025ဒီပွဲကြီးမှာဆိုလို့ရှိရင်တော့ကား brand ပေါင်းမျိုးစုံတနေရာထဲမှာစုံနဲ့တွေ့မြင်ရမှာပါပွဲမှာဆိုလို့ရှိရင် promotion တွေ campus အစီအစဉ်တွေနဲ့ test ride တွေလည်းထည့်ပေးထားပါတယ်အဲ့ဒီ video လေးကိုစောင့်ကြည့်ပေးတဲ့ကျေးဇူးအများကြီးတင်ပါတယ်တာ